So welcome back. For weekday ရောက်လာပြန်ပြီဆိုတော့အလုပ်သွားပြီပေါ့နော်ဒါပေမဲ့ဒီတစ်ပတ်က I only have to go 3 days Monday to Wednesday အလုပ်သွားမယ် Thursday က work from home ယူလိုက်ပြီးလို့ရှိရင် Friday က is holiday July 4th ပေါ့နော်ဆိုတော့ it's good I don't know if you can see it, but the sign says now leasing permit. Right next to it is funeral home. Hold it. The show lure she one. To me, I love this and la now shut. But do less or I is working. Đi lúc nào này bác cho mà sửa. It's raining. So already hara mas silo da ba no. Ako na amyo ti mi phone call ရပါတော့ကျွန်တော်တို့အဖက်မဲ့ကမိုးရွာလို့ရှိရင်ဒီအခန်းပေါ့နော်အခန်းပရင်းပေါ်နေရေကြတယ်ပေါ့လေအိမ်ထဲကိုရေဝင်နေဆိုတော့အဲ့ဒီကဘယ်လိုမျိုးဝင်တာလဲမသိဘူးအရင်တော့ကတော့နည်းနည်းဝင်နေဒီနေ့ကရေအများကြီးဝင်လာတယ်ပေါ့နော်ဒီအခန်းထဲကိုရေကရှန့်နေတယ်ဆိုတော့ခုနအဖက်မဲ့ရောဖုန်းခေါ်တယ်သူတို့ဟိုမှာမိုးအရမ်းရွာနေတယ်ပြောတယ်ဆိုတော့မိုးတိတ်တာနဲ့သူတို့လာခဲ့မယ်လို့ပြောတယ်ဆိုတော့လုံးမလဲတော့မသိမိုးတိတ်ရေကြတာဘယ်လိုသိတော့မလဲဘယ်ပေါင်းနေကြလဲဆိုပဲသိပလဲပေါ့နော်ဒါပေမဲ့အရောက်မှာပဲကြည့်မယ်သူတို့ဘယ်လိုလုပ်မလဲမသိကစားရတယ်မလားမိုးတိတ်မှလာမယ်ဆိုတော့စဉ်းစားကဲအေးရောက်ပြီမိုးရွာထားတယ်ဖမ်းမရေကြားတယ်ဘာလို့တမဝတ်စုပ်ခံထားရေတွေကြီးပဲ